အခန်းကျင်းလေးတွေအတွက်အရင်ခေတ်ကလို platform ဘတ်ဒီဇိုင်းကိုမသုံးတော့တာပိုကောင်းပါတယ်။အပြင်ကကြည့်ရင်တော့ပစ္စည်းသိမ်းဆည်းဖို့နေရာအများကြီးရှိသလိုထင်ရပေမဲ့ငွေရာတင်ပြီးတဲ့နောက်အောက်ကပစ္စည်းတွေကိုထုတ်ယူရတာအလွန်အဆင်မပြေပါဘူး။အချိန်ကြာလာတာနဲ့အမျှ platform bill ကလည်းအတန်မြည်လာတတ်ပါတယ်။ဒါအပြင်ကလေးအခန်းမှာစာရေးဇာတ်ပွဲကိုသတင်းပေါက်ပေးမှာထားတာကလည်းတိတ်မသင့်တော့ပါဘူး။အဲ့ဒီအစားဒီလိုဒီဇိုင်းကိုအသုံးပြုလိုက်ရင်ပိုပြီးလက်တွေ့ကျပြီးအသုံးဝင်ပါတယ်။အရင်ဆုံးနံရံတစ်လျှောက်ခိုင်ခန့်တဲ့တစ်သား platform ဘယ်တစ်လုံးတိဆောက်ပြီးအောက်ဘက်မှာရှေ့ဘက်ကနေဆွဲဖွင့်နိုင်တဲ့ storage drawer တွေထည့်ပေးထားပါဒါဆိုရင်ဆောင်းတွေမွေ့ရာတွေရာသီအလိုက်အသုံးပြုတဲ့အိပ်ယာပစ္စည်းတွေကိုလွယ်လွယ်ကူကူသိမ်းဆည်းနိုင်ပါတယ်။ထို့နောက်အပေါ်ဘက်ကိုခိုင်မာတဲ့အထောက်အကူပြုဖန်အောင်တက်ဆင်ပြီးငွေရာကိုတင်ထားပါနံရံဘက်နှစ်ဖက်မှာလည်းပျော့ပြောင်းတဲ့ upholstered wall panel တွေထည့်သွင်းထားတာကြောင့်အိပ်ရတာတက်တောင့်တက်တာရှိသလိုဘေးကင်းလုံခြုံမှုလည်းပိုရရှိစေပါတယ်။အိပ်ယာအပေါ်ဘက်မှာတော့ပါးလွှာတဲ့စင်လေးတစ်ခုတက်ဆင်ထားပြီး bedside table ဖြစ်အသုံးပြုနိုင်ပါတယ်။အဲ့ဒီစင်ကိုဆက်လက်တိုးချဲ့ပြီးအခန်းတစ်လျှောက်ရှည်လျားတဲ့စာရေးစပွဲတစ်လုံးအဖြစ်ဖန်တီးလိုက်တာကြောင့်စာချက်ဖို့အလုပ်လုပ်ဖို့နဲ့ပစ္စည်းသိမ်းဆည်းဖို့နေရာအပိုပါရရှိလာပါတယ်။စာရေးစပွဲဘေးမှာတော့အမြင့်ပြည့်စာအုပ်စင်တစ်လုံးကိုတက်ဆင်ထားပြီးအဖွင့်စင်နဲ့အပိတ်ဗီရိုနှစ်မျိုးလုံးပါဝင်တာကြောင့်စာအုပ်တွေကစားစရာတွေနေ့စဉ်အသုံးဆောင်ပစ္စည်းတွေကိုတက်တက်ရက်ရက်စီစဉ်သိမ်းဆည်းနိုင်ပါတယ်။ထို့နောက်အိပ်ယာကိုအမြင့်ပြည့်အဝတ်ဗီရိုနဲ့တစ်ဆက်တည်းချိတ်ဆက်တည်ဆောက်ထားပါတယ်။အပေါ်ဘက်ဗီရိုမှာဆောင်းတဲ့အိပ်ယာပစ္စည်းတွေကိုတင်ထားနိုင်ပြီးအောက်ဘက် hanging section မှာတော့နေ့စဉ်ဝတ်ဆင်တဲ့အဝတ်အစားတွေကိုစနစ်တကျချိတ်ဆွဲထားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပါးလွှာတဲ့ side cabinet တစ်လုံးကို coat hook တွေနဲ့အတူတက်ဆင်ထားတာကြောင့်အကြီးအိတ်နဲ့နေ့စဉ်အသုံးပြုတဲ့ပစ္စည်းတွေကိုတန်ရှင်းသက်ရက်စွာစီစဉ်သိမ်းဆည်းနိုင်ပါတယ်။ဒီလိုပြန်လည်ဒီဇိုင်းဆွဲလိုက်တဲ့အခါအခန်းကျင်းလေးတောင်နေရာတိုင်းကိုအကျိုးရှိရှိအသုံးချနိုင်တဲ့တည့်ရက်လှပပြီးအလွန်အသုံးဝင်တဲ့အိတ်